လာပါဒေါက်တာကောင်းမြတ်ပါဆရာတဲ့ HID ဆိုပြီးတော့အရက်ရှည်စေးတွေတွေ့နေလို့ပါတဲ့တကယ်ရှည်ပါသလားဆရာတဲ့အဲ့တော့အရက်ကတော့လူတိုင်းရှည်ကျင်ကြတယ်ပေါ့ဒီလိုအရက်ရှည်စေးတွေဆိုရင်လည်းအကုန်စိတ်ဝင်စားကြတယ်အဲ့တော့ဒီလိုအရက်ရှည်ဖို့တောက်တဲ့တောက်ဆေးတွေထိုးဆေးတွေကတကယ်ပဲအလုပ်ဖြစ်လာပေါ့နော်နောက်လူတစ်ယောက်ကဘယ်အသက်အရွယ်လောက်ဒီအရက်ရှည်နိုင်သေးလဲဘယ်ဟာတွေကတကယ်အလုပ်ဖြစ်လဲဆိုတာကိုကျွန်တော်ဒီ aesthetic နဲ့တော့တိုင်းရိုက်မသက်ဆိုင်ပေမဲ့ sharing ပြုလုပ်ပေးခြင်းပါတယ်အဲ့တော့လူတစ်ယောက်မှာဒီအရက်ရှည်ဖို့ဆိုရင်ဘယ်အစိတ်ပိုင်းတွေအရေးကြီးလဲဆိုရင်တော့အဓိကတော့ဒီ long bones လို့ခေါ်တဲ့အယိုးအရှည်တွေပေါ့နော်အယိုးအရှည်တွေဘယ်နေရာမှာတည်ရှိလဲဆိုရင်ကျွန်တော်တို့ခြေထောက်မှာဆိုရင်ပေါင်ရိုးတို့ခြေသလုံးရိုးတို့ပေါ့နော်လက်မှာဆိုရင်လည်းဒီလက်ဖြန့်ရိုးတို့လက်မောင်းရိုးတို့ရှိတာပေါ့ဒါပေမဲ့လူတစ်ယောက်ရဲ့အရက်ရှည်ခြင်းပူခြင်းကိုတက်ရောက်မှုရှိမှာတော့ဒီခြေထောက်ကအယိုးတွေကတက်ရောက်မှုရှိတာပေါ့ဒီခြေထောက်ကပေါင်ရိုးခြေသလုံးရိုးတွေမှာဆိုရင်ဒီအယိုးအဖျားပိုင်းလေးတွေမှာ group plates ပေါ့နော်နောက်ဆေးပညာအရဆိုရင် epiphyseal plate လို့ခေါ်တဲ့ဆက်ကြောင်းလေးတွေရှိတယ်အဲ့တော့ဒီဆက်ကြောင်းလေးတွေမဆက်သေးသမျှကျွန်တော်တို့ဒီအယိုးတွေကရှည်နိုင်ဆန့်နိုင်သေးတယ်အယိုးတွေရှည်ဆန့်လာတဲ့အမြအရက်ရှည်နိုင်သေးတယ်လို့ပြောလို့ရတာပေါ့အဲ့တော့ဒီဟာလေးတွေပိတ်သွားပြီဆိုတော့အရက်ရှည်ဖို့ဆိုတာခက်သွားပြီပေါ့အဲ့တော့ဒီအဆက်ကြောင်းလေးတွေကမိန်းကလေးတွေမှာဆိုရင်ကျွန်တော်15-16အရွယ်လောက်ဆိုရင်များသောအားဖြင့်ပိတ်ကြတယ်ပေါ့နော်ဒါပေမဲ့ယောက်ျားလေးတွေမှာဆိုရင်တော့18-19အရွယ်လောက်မှာအများအပြားပိတ်တယ်ဒါပေမဲ့တချို့လည်းအသက်21လောက်ထိဆက်ပြီးတော့ဆက်ကြောင်းလေးတွေရှိနေသေးတာကိုတွေ့ရတယ်ပေါ့ဘယ်လိုပဲဖြစ်စေအဓိကအကျဆုံးကတော့ဒီလူတစ်ယောက်အရက်ရှည်မလားပုမလားဘယ်လောက်ထိရှည်နိုင်မလဲဆိုတာဒီကိုယ့်ရဲ့အဖေနဲ့အမေကိုယ့်ရဲ့မိဘအပေါ်မှာလည်းအများကြီးမူတည်နေတယ်ပေါ့နော်ဒီအဖေနဲ့အမေရက်ရှည်တယ်ဆိုရင်ကိုယ်လည်းရှည်ဖို့ရခိုင်လို့များတယ်အဖေနဲ့အမေကပုနေတော့ကိုယ်အများကြီးရှည်ဖို့ကိုယ်လည်းမျှော်လင့်လို့မရဘူးဒီတော့ကိုယ့်ရဲ့မျိုးရိုးဒီကိုယ်အရက်ရှည်ဖို့မရှိဘူးပုံမှာ60ကနေ80ရာခိုင်နှုန်းအထိတက်ရောက်မှုရှိရဲဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဒီအရက်ရှည်ဆေးဆိုတဲ့ဆေးတွေပေါ့နော်ဒီမေကုန်းမှာမေးထားတဲ့ဆေးဆိုရင်လည်းကျွန်တော်သိပါတယ်သူ့မှာအဓိကဆိုရင်တော့ဒီအယိုးအဆစ်အတွက်တော့အထောက်အကူဖြစ်မဲ့ကယ်ဆီယမ်တို့ဗီတာမင် D တို့ပရိုတိန်းတွေနောက်ကောလာဂျင်လိုမျိုးတွေပေါ့နော်ဒါမျိုးတွေထည့်သွင်းပါဝင်တာပေါ့အဲ့တော့ဒီဆေးတွေဒီအယိုးအဆစ်အတွက်အထောက်အကူပြုတာအားဖြည့်ပေးတာမှန်သည်ဆိုတော့လဲပေါ့နော်ဒီ epiphyseal plate ပိတ်သွားပြီဖြစ်တဲ့အယိုးကြီးကိုဆွဲဆန့်နိုင်လောက်တဲ့အထိတော့မဆွမ်းဆောင်နိုင်ပါဘူးနောက်ထပ်ဒီလူတစ်ယောက်အရက်ရှည်လာကိုကြည်တွားဖွံ့ဖြိုးဖို့တကယ်အတိမတ်ပြုထားတဲ့သိပ္ပံနည်းကျလက်ခံထားတဲ့နည်းလမ်းတစ်ခုတော့ရှိတယ်။ဘာလဲဆိုတော့ကျွန်တော်ဒီ growth hormone injection တွေပေါ့နော် HGH လို့ခေါ်တယ်ဒီဆေးထိုးကုသမှုတွေရှိတယ်ဒါပေမဲ့ဒါဒီလူတိုင်းထိုးလို့မရဘူးအထူးသဖြင့်ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်သေးတဲ့ကလေးဘဝအရွယ်တွေမှာပဲဒီဆေးထိုးတာမျိုးတွေရှိတယ်လူကြီးဖြစ်သွားပြီဒီ epiphyseal plate တွေဆက်ကြောင်းလေးတွေပိတ်သွားပြီဆိုဆေးထိုးလဲဘာမှမထူးနိုင်တော့ဘူးအထူးသဖြင့်ကျွန်တော်တို့ဒီကဘာကျော်ကဘာကောင်းဆုံးဘောလုံးသမားမက်ဆီပေါ့နော်သူငယ်စဉ်ကဒီသေးညက်တဲ့ကလေးတယောက်ဖြစ်တော့ဟိုဆေးစစ်ချက်တွေရလဲခိုင်လုံတဲ့ဆေးထိုးလို့ရတဲ့အချက်ရှိတာကြောင့်ဒီလိုဆေးထိုးခဲ့တယ်ထိုးပြီးတော့မှသူနောက်ဒါဘာစီလိုနာကိုရောက်တယ်ဘာစီလိုနာကဒီသူ့ရဲ့ဆေးထိုးကားတွေကိုကြားခံပေးခဲ့တာပေါ့နော်ဒီလိုတွေထိုးခဲ့တာတော့မှပဲမက်ဆီရဲ့အရာမောင်းဒီကျွန်တော်တို့ဒီဘောလုံးသမားတွေထဲမှာဆိုရင်သေးတယ်လို့ပြောလို့ရတာပေါ့နော်9ပေ9သို့တော်လည်းသူကကမ္ဘာအကောင်ဆုံးဘောလုံးသမားဖြစ်ခဲ့တယ်ဒါတော့သူ့ပါရမီပေါ့အဲ့တော့တကယ်ထိရောက်မှုရှိတာတကယ်အရေးကြီးတဲ့အရွယ်ကတော့ဒီကလေးဘဝနဲ့ဆယ်ကျော်သက်အရွယ်တွေပေါ့နော်ဒီအချိန်တွေမှာဒီအာဟာရမျှတအောင်ရိုးစစ်တန်ပါစေမဲ့အစားအစာတွေပေါ့ဥမာကယ်ဆီယမ်တို့ဒီဗီတာမင် D တို့ပရိုတိန်းတွေအာဟာရပြည့်ဝအောင်စားတာနောက်ပြီးတော့အိပ်ရေးဝအိပ်တာလူတစ်ယောက်ရဲ့ဒီ growth hormones တွေကအိပ်တဲ့အချိန်မှာထွက်တာဟုတ်နောက်ပြီးတော့အားကစားတွေပေါ့အားကစားမှာဆိုလဲဒီရိုးစစ်တွေကိုဆွဲဆန့်ပေးမဲ့ရေကူးတဲ့အားကစားတို့နောက်ဘားခိုတာတို့နောက်ဘတ်စကတ်ဘောကစားတာတို့ဒီလိုအားကစားတွေလုပ်လို့ရတယ်ကိုကဒီလိုကြီးတွားဖွံ့ဖြိုးနိုင်တဲ့အသက်အရွယ်ပိုင်းခြားကိုကျော်လာပြီဆိုရင်တော့ဥမာ20နောက်မှရောက်လာပြီဆိုရင်တော့ဒီလိုဆေးတွေတောက်ဆေးတွေထိုးတာတဲ့ဆိုင်ရင်ကျွန်တော်ကတော့ဟိုခန္ဓာကိုယ်ဆိုလဲကိုယ့်ရဲ့ posture ပေါ့နော်မတ်မတ်လေးနေတာမျိုးနောက်ပြီးတော့နောက်ပိုင်းမှာဆိုရင်နီးရနေမျိုးပေါ်လာပါပြီဖနှက်အမြင့်တွေစီးတာမျိုးပေါ့နော်ဒါမျိုးလေးတွေကဒီဆေးဝါးတွေတဲ့ဆိုင်ပို့ပြီးတော့ထိရောက်မှုတက်ရောက်မှုရှိမယ်လို့မြင်ပါတယ်အဲ့တော့ညီကုန်းချုပ်ပြောရရင်တော့ကျွန်တော်ဒီရှေ့မှာပြောခဲ့တဲ့အချက်လေးကိုသိသွားပြီဆိုရင် line ပေါ်မှာ internet ပေါ်မှာပြောရောက်နေကြတဲ့ဒီအရက်ရှည်သေးတွေ2လ3လအတွင်းအရက်2လက်မှ3လက်မှရှည်ထွက်လာမယ်ဆိုတာတွေဒီဖြစ်နိုင်မဖြစ်နိုင်ဆင်ញင်သုံးသပ်သွားနိုင်မယ်လို့ထင်တယ်နောက်ပြီးတော့လူတစ်ယောက်မှာပူတာရှည်တာတဲ့ဆိုင်ရင်သူရဲ့ဒီကိုယ်ရည်ကိုယ်သွေးတွေကိုကျင့်တရားတွေစိတ်ဓာတ်တွေနောက်ဉာဏ်ပညာပေါ့ဉာဏ်ပညာဆိုတော့10တန်းအောင်တာတွေကျွန်တော်ဘွဲ့2ခု3ခုရတာတွေပြောတာမဟုတ်ဘူးပေါ့နော်ဒီအမားအမှန်ကိုဆင်ញင်သုံးသပ်နိုင်တဲ့ဉာဏ်ပညာရှိခြင်းစတဲ့အချက်တွေရတာတွေပို့ပြီးတော့အရေးကြီးတယ်အထူးသဖြင့်တော့ဒီအရက်ရှည်တာပူတာကိုစိုက်ကိုဝင်နေတဲ့လူငယ်တွေကိုကျွန်တော် sharing ပြုလုပ်တဲ့အနေနဲ့ပြောပြပေးချင်ပါတယ်